Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့အလုပ်အကင်အကြောင်းကိုလေ့လာကြည့်အောင်เนาะအလုပ်အကင်ကိုကိုယ့်ရဲ့အလုပ်အကင်သူတစ်ပါးရဲ့အလုပ်အကင်ကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲ job ပေါ့နော်ဒီနဲ့တွဲမယ်ပေါ့နော်ဒီကဖြစ်ပြီးရှိပြီးဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့ B plus job ဒါမှမဟုတ် status ပေါ့နော်သူရဲ့အခြေအနေအခုလက်ရှိဖြစ်နေတဲ့အခြေအနေတခုကိုပြောမယ်ဆိုရင် B plus နဲ့ပြောရဲ okay B ကိုလေ့လာကြည့်အောင်เนาะ B ဆိုတဲ့အဓိပ္ပာယ်က verb ကဖြစ်ပြီးရှိပြီးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီမှာတော့ရှိသည်မဟုတ်ဘဲနဲ့သူကဆရာမတယောက်ဖြစ်သည်ဘောပေါ့နော်ဖြစ်သည်ဆို base verb ပေါ့နော် verb to be ညာ okay ဒီမှာ present tense ကိုသုံးရမယ်ပေါ့နော် verb 1ကိုသုံးရမယ် am is are ပေါ့အခုလောလောဆယ်ဖြစ်နေတဲ့အခုလောလောဆယ်ရှိတဲ့အလုပ်အကိုင်အကြောင်းကိုပြောမယ်ပေါ့နော်အခုလောလောဆယ်ဖြစ်နေတဲ့ status အကြောင်းကိုပြောမှာဖြစ်တဲ့အတွက်ဒီ present tense ဆိုတဲ့ verb 1ပေါ့နော် am is are am ကိုကြတော့ I နဲ့တွဲမယ် is ကကြ subject အနည်းဆိုရင် is နဲ့တွဲမယ်subject အများဆိုလို့ရှိရင်အားနဲ့တွဲမယ်ပေါ့နော် okay ကြည့်ရအောင် my friend ငါရဲ့တငယ်ချင်းက a photographer ဓာတ်ပုံဆရာတယောက်ဖြစ်တယ်ပေါ့နော် okay ဒါကို sentence ဘယ်လိုစာကြောင်းဘယ်လိုစီမလဲကြည့်ရအောင်နော် okay subject က my friend okay verb to be က is ပေါ့နော်ဒီမှာ am is are သုံးလုံးထဲက is ကိုရွေးမယ်ဘာလို့လဲဆိုတော့ subject ကအနည်းဖြစ်လို့ပေါ့နော် my friend is a photographer ဓာတ်ပုံဆရာတယောက်ဖြစ်တယ်okay နော်အပုံကြည့်ရအောင် my mother okay ငါအမေက a housewife အိမ်ရှင်မဖြစ်တယ်ပေါ့နော် okay ဒီရောက်စာကြောင်းဘယ်လိုစီမလဲ my mother is a housewife my mother ကတယောက်တည်းမလို့ is အနည်းနဲ့တွဲတယ်ပေါ့နော် and is သုံးလုံးထဲက is နဲ့တွဲတယ် a housewife အိမ်ရှင်မတယောက်ဖြစ်တယ်ဒီမှာ a ထည့်ရမယ်ပေါ့နော်တယောက်တည်းမလို့ a housewife okay okay ဒီမှာတော့ကျမကတောင်းသူတယောက်ဖြစ်တယ်ဆိုလို့ရှိရင် I က am နဲ့တွဲတယ်ပေါ့နော် verb to be ရဲ့ verb 1ကသုံးလုံးရှိတဲ့ထဲက I က am နဲ့တွဲတယ် I am a student ငါကျမကတောင်းသူတယောက်ဖြစ်တယ် okay ဒါဆိုလို့ရှိရင်အခုလေ့လာနေတဲ့သူတွေရဲ့အလုပ်အကင်ကို comment မှာမိတ်ဆက်ပေးရအောင်နော် I am ပါလဲပေါ့နော်ပါလို့လုပ်လဲအဆုံးထိအတူတူလေးလာပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နေ့စဉ် English grammar pattern တွေပေါ့နော်တစ်ခုတစ်ခုပုံမှန်လုပ်သွားမယ်ဆိုလို့ရှိရင် Slow English channel subscribe လုပ်ထားရအောင်နော် see you